ကဲဒီနေ့ကဘာချက်မလဲဆိုတော့ချက်သားကိုတင်ကျင်နဲ့မဆလာနဲ့ပေါ့နော်အဲ့လိုလေးနှက်ပြီးရောစားကြတယ်ပထမတော့ချက်ကိုလေးအဲ့တော့အကောင်းလိုက်ချက်တာဟိုကတော့ချက်သားကိုလေးချမ်းချမ်းလာပေါ့ပေါင်းနှစ်ချက်ဒီမှာရှမ်းပုံနှစ်ချက်ဒါတော့ဟွာပြပြရောအဲ့ဒီချက်ထားတယ်ကိုကချက်သားကိုအရသာနေဖို့အတွက်ချက်သားပြီးပါမယ်ချက်သားကိုအရေးကုန်လေးချက်ထားတယ်အရေးကုန်ချက်ထားတာအသားလေးကိုအရသာပုံလေးစားကောင်းတယ်လို့ခံစားချက်သားထားရလေးပြီးပြတ်ထွက်တော့ထုံးတဲ့အတိုင်းနောက်ပိုင်းရောက်ဆဆခြင်းဒါဆိုတော့တယ်မယ်စလုံးရဲ့ချုံမစာလေးဒါမဆလာပါမဆလာတရားဒီရဆိုင်မှာရတဲ့ဟာလေးတုံးကြည့်စိုးပေါ့မဆလာတယ်ဘယ်နေရဖြစ်တော့ရလဲဘယ်နေရဖြစ်ဆိုတာဟိုကဘာလဲအချို့မပါတဲ့ဒီတိုင်း plain ကိုသုံးရတယ်တရားဖြစ်လို့နော်နေဆိုတော့ချက်သားပေါ့နော်အဲ့ဒါကိုထည့်ဖို့အနှစ်ကဟိုလိုချက်သွန်ကြီးတွေချက်သွန်ပြိုတွေစီချက်ဟိုဟာစီတက်တက်ပြီးတော့ချက်မှာမဟုတ်တော့ဒီချက်သွန်ကြီးလေးနဲ့သုံးတာဒါမှလည်းချက်သားနဲ့တည်းသုံးတယ်မဆလာပဲဒီမဆလာလေးနည်းနည်းထည့်လိုက်ပါနော်ချက်သွန်နေနဲ့ဟိုမဆလာရတာပေါ့နော်အဲ့ဒီဟာကိုတော့ချက်သားရဲ့ထည့်နေမယ်ကိုစီးထည့်တာပေါ့နော်စီးတဲ့ကိုမှုရအောင်လို့ဒါတကြပိုးခောက်ဒီမှာတော့ကရိုးရက်မှုရလာပြီဆိုတော့ဒါကနားနေလိုက်တာဖြစ်နေ那西方我们又说了，有点那个。
ကြည့်မယ်ကျွန်တော်လည်းအတုံးကြီးရောလေနည်းနည်းလေးအကျဉ်းကြီးအောင်လို့နဲ့ကိုယ်တစ်ခါချက်တော့ကောင်းကြီးချက်အခါမူကီအခါမူရကီလာအခါမူကီလာအဲ့ချက်တာစားအဲ့ချက်တာဟင်းစားတယ်လို့ပြောချက်တာပြန်ကြိုက်တော့လိုင်းပေါ်မှာတွေ့ရနေပါတော့ပြန်ချက်တော့လည်းမူတာနည်းနည်းလေးချမ်းချမ်းပြီးတော့ပြန်ချက်တာကောင်းကြီးကြောင်လည်းစားခက်လို့အဲ့မရပြုတ်မရအဲ့လိုဖြစ်လာတယ်ကဲဒီဝေးပြီးတော့နားပြန်ထားလိုက်ပါမယ်ကိုရင်းနေခန်းလေးခန်းတော့ဆိုတော့ထည့်လိုက်ပါမယ်ပိုလိုရင်းနဲ့လေးထားရပြီဆိုတော့ဝှချလိုက်ပါတော့မယ်စီးလေးနဲ့ပြန်ပြီးဆိုဒီမှာအရေးနဲ့အလိုလေးနေရစားရကြိုက်ပါဆိုလေကိုရင်းကျွန်တော်လည်းလို့ဒီနေ့အစ်စက်ဆိုတိုင်းလေးပါရှေ့ဒါပေမဲ့မရှေ့ရတဲ့ဖို့ရှိတယ်ဒါဒီလိုချက်သားခဲ့ဟိုအချိန်ဖုန်းထမင်းလေးနဲ့စားနေတယ်ဆိုပြီးတွေးတာဒါပေမဲ့အိမ်မှာဆန်မရှိဝယ်လို့လည်းမရဘူးတော့ကိုဒီမှာနှွေးစားရတဲ့ microwave နဲ့နှွေးစားရတဲ့ထမင်းငွေပဲရှိရအားနဲ့စားမှာဒါပေမဲ့ဂျပန်ဆန်မကြိုက်ဘူးမကြိုက်တော့ပလာတာနဲ့စားမယ်ကျေးဇူးများကြီးပါတယ်